Hello ဒီနေ့တော့ဖြူဖြူကအရေရုံးကလုတ်ဖို့ကိုင်ဘတ်တွေကိုမာလာရှန်ကိုတွားပြီးတော့ကျွေးမှာပေါ့နော်မာလာရှန်ကိုလုတ်ကျွေးမှာပါမာလာရှန်ကို blog တွေကဖြူခဏခဏရိုက်နေရဆိုတော့ဒီတစ်ခေါက်တော့ဖြူ preparation stage တွေမရိုက်တော့ဘူးလုံးဝချက်ပြတဲ့ပုံစံလေးပဲမြင်းမြင်းဆက်ဆက်လေးရိုက်ပြပါမယ်ကဲစီပူလာပြီဆိုရင်ကြက်သွန်ပြူလေးစီတက်မယ်မယုတ်အချောက်တောင်လေးထည့်မယ်ပေါ့နော်ပြီးရင်ဝတ်သားထည့်ပါမယ်ဒီတစ်ခေါက်ဝတ်သားတွေကတော့အများကြီးပဲလုံးဝ3တက်သားတွေကိုမှလေ special ကိုပြင်ထားတာဝတ်သားကဖြူဖြူပြုတ်ထားပြီးသားเนาะအတုံးလိုက်ပြုတ်ထားပြီးမှလှီးထားတယ်ကြက်သားဆိုလို့ရှိရင်တော့ဒီတိုင်းထည့်လိုက်လို့ရတယ်ဝတ်သားကျတော့မကြက်မှာဆိုလို့ဖြူအရင်ပြုတ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် CP ကြက်ဥချောင်းတွေ CP အသားလုံးတွေအစုံထုတ်ထည့်ပါမယ်အနှစ်ထည့်မယ်ပေါ့နော်ဖြူဖြူအနှစ်ကိုတော့လာရှိုးရှက်ရှမ်းရဲ့ချွမ်းဝေဝံရဲ့ share ပြီးတော့သုံးပါမယ်အနှစ်ကိုနည်းနည်းပဲထည့်ထားနေမယ်အနှစ်တစ်စုံစီလောက်လေးအရင်ထည့်ပြီးတော့ဒါလေးကိုအရင်နည်းနည်းလေးတောင်းသွားအောင်ကြော်လိုက်မယ်နော်ကဲအသားတွေနဲ့ကြက်ဥချောင်းတွေကို9မိနစ်6မိနစ်လောက်ကြော်ထားပေးလိုက်ပြီးတော့သူဒါကြက်လောက်တဲ့အနေထားရှိနေပြီပေါ့နော်အဲ့ချိန်မှာမာလာဘတ်တွေခောက်ဆွဲဘတ်တွေထည့်မယ်ဒါဘာပါမလဲဆိုတော့မာလာဘတ်အဖြူဘတ်တွေပါတယ်မာလာဘတ်တွေပါတယ်ပြောင်းမှုပါတယ်အာလူးပါတယ်ပြီးတော့တဲကောက်ပါတယ်ကျွတ်နွေးမှုအသားတို့ပါတယ်ဒါတွေကတညအရေးစိန်ထားပြီးတော့ပြုတ်ထားတာပေါ့နော်မမောဒါရီတော့မစိန်ရအောင်ဒီမာလာ6တွေကတညရေးစိန်ထားပြီးတော့ဒီလိုပြုတ်ပေးထားတယ်အဲ့ဒါတွေကိုဒီထဲကိုထည့်လိုက်ပါမယ်အချိန်မှာမာလာအနှစ်ကိုနောက်တစ်စုံလောက်ထည့်လိုက်မယ်ကဲမာလာဖက်လေးတွေပြောင်းမှုလေးတွေအာလူးလေးတွေတော်တော်နှံ့တဲ့အောင်ရှိသွားပြီဆိုရင်ဒီကခောက်ဆွဲပြုတ်ထားတာလေးတွေထည့်ပါမယ်ဒါမာမီခောက်ဆွဲအပြားကို3ပြား4ပြားလောက်ရှိမယ်ပေါ့နော်ဒါလေးပြုတ်ထားတာထည့်ပါမယ်ပြီးရင်မာလာနှစ်တစ်စုံစီလောက်ထည့်မယ်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးမှပြပြအရွက်လေးတွေထည့်လိုက်တော့မယ်အိုးမုံညင်းလေးအရွက်ကကြတော့သူကလုံးဝပြုတ်တာတော့မဟုတ်ဘူးပေါ့နော်စက္ကန့်30 10မိနစ်တောင်မရှိဘူးအဲ့လိုမျိုးဖြောတဲ့အောင်လေးလုပ်ထားတယ်အိုးမုံညင်းပါမယ်ပန်းမွင်းပါမယ်ကော်ရခါညွန့်ပါမယ်ဆလတ်ဖြူမုံညင်းဖြူလို့ပေါ့နော်ဆလတ်ထုတ်ပါမယ်ကဲလုံးဝအိုးပြည့်ဖြစ်နေပြီဆိုတော့ဇုံးကတစ်စုံနဲ့မရဘူးနှစ်စုံဒီလိုပြိုင်ပြီးတော့မှွေတော့မယ်โอ้ကဲတအိုးဆိုတော့ကွယ်4-50ရောက်စားချင်တိုင်းစားကဲဝတ်သားတွေကလည်းလုံးဝနိုင်ရမယ်ကြက်ဥချောင်းတွေကြက်မို့လုံးတွေကလည်း special ကိုတုံးထားတယ်မာလာရှောင်းကောတတဲ့ရသွားပါပြီဘူးလေးနဲ့ထည့်လိုက်တော့မယ် Bye bye